ပါရှင်ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာတော်အရှင်စနာတိကရွှေပါရမီတော်ရရဲ့တယောက်ထဲနေတစိမ့်တဲ့ထားဆိုတဲ့တရားစာအုပ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်တယောက်ထဲနေတစိမ့်တဲ့ထားအားလုံးအတွက်အမောပြေစေအကောတယောက်ထဲနေပြီးတော့အတ္တနဲ့မိမိရဲ့စိတ်ကိုဓမယံဓမ္မယံတော်ဝိပဿနာစိတ်တစိမ့်တဲ့ဖြစ်အောင်ဆုံးမလေဝါဆုံးမပါတယောက်ထဲနေပြီးဘာလို့ရမှာလဲဆိုတော့ဝိပဿနာစိတ်တစိမ့်တဲ့ဖြစ်အောင်ကြိုးစားရမယ်ဝိပဿနာစိတ်တစိမ့်တဲ့ဖြစ်အောင်ကြိုးစားရမယ်ဆိုတာကတော့အဓိကအထွတ်အထိပ်အနေနဲ့ပြောတာပါဝိပဿနာအလုပ်အားထုတ်နေကြတဲ့ပုဂ္ဂိုလ်များအတွက်သမထနုကဟိတာလို့မြတ်စွာဘုရားကမင်းကြောတော်မူထားတဲ့အတိုင်းဝိပဿနာဉာဏ်လေးကိုသမထလေးနဲ့ပဲခြံရံပေးရပါတယ်။ဒါကြောင့်တခါတရံဝိပဿနာတရားရှုမှတ်ရင်းနဲ့စိတ်တွေနောက်ကျနေတဲ့အခါစိတ်တွေမကြည်မလင်ဖြစ်နေတဲ့အခါမျိုးတွေမှာမိမိအာတန်တဲ့မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တစ်ခုခုကိုပွားများပြီးတော့နေမယ်ဆိုရင်ဒါမှမဟုတ်မေတ္တာဘာဝနာပွားများပြီးတော့နေမယ်ဆိုရင်စိတ်ကလေးကြည်လင်ပြီးတော့သွားပါတယ်။အဲ့ဒီလိုစိတ်ကလေးကြည်လင်သွားတဲ့အချိန်မှာဝိပဿနာကိုဆက်ပြီးတော့ရှုမှတ်နေမယ်ဆိုရင်ပို့ပြီးတော့အကျိုးကျေးဇူးကြီးမားပါတယ်။ဒါကြောင့်တရားတစ်ထိုင်တော့မယ်ဆိုလို့ရှိရင်ချက်ချင်းဝိပဿနာမရှိသေးဘဲနဲ့ဗုဒ္ဓနုတ္တနိနဲ့မေတ္တာကိုအရင်ဆုံးပွားများလိုက်ပါအောင်။ဝိပဿနာရှုနေကြတဲ့ပုဂ္ဂိုလ်များကိလေသာငြိမ်းအောင်အားထုတ်နေကြတာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေထဲကအရိဟံဂုဏ်တော်ကိုပွားများတာအသင့်တော်ဆုံးပါပဲအရိဟံဂုဏ်တော်အမျိုးမျိုးရှိတဲ့တဲကကိလေသာကင်းတဲ့ဂုဏ်တော်ကိုအာယုံပြုပြီးတော့အရိဟံကိလေသာအပူခတ်သိမ်းအင်းငိမ့်တော်မူတော်မြတ်စွာဘုရားလို့၃ခေါက်လောက်အ ਨੇ ဆုံးပွားများရပါမယ်ပြီးတော့မေတ္တာဘာဝနာကိုလည်းပဲအရိဟံဂုဏ်တော်ကနေဆွနေပြီးတော့တတဝါအားလုံးကိလေသာအပူခတ်သိမ်းအင်းငိမ့်ကြပါစေလို့မေတ္တာဘာဝနာပွားများရပါမယ်အဲ့ဒီလိုဗုဒ္ဓနုတ္တတိနဲ့မေတ္တာရှိကခြံရံပြီးတော့ဥပဒနာရှုပွားလိုက်မယ်ဆိုရင်တထိုင်တဲ့အတွင်းမိမိရဲ့စိတ်အစဉ်မှာကိလေသာတရားတွေဝင်ရောက်မှုနေပါတဲ့အတွက်ကြောင့်ဝိပဿနာရှုမှတ်ရတော့ပို့ပြီးတော့အားကောင်းတယ်ခရီးဝဲကနေကြံစည်ထမ်းလာတဲ့လူတယောက်ဟာခရီးပန်းနိုင်ကြံစည်ကိုချကြံချောင်းကိုချိုးကြံရီကိုစုပ်ပြီးအမောအပန်းဖြည့်သွားမယ်ဆိုရင်လိုရာခရီးကိုမပင်မပန်းချမ်းသာသာနဲ့ရောက်သွားနိုင်ပါတယ်ဝိပဿနာခရီးကိုရှောင်းလန်းနေတဲ့ဝိပဿနာယောဂီဟာလည်းစိတ်မသက်မသာပင်ပန်းတိုင်းစိတ်မချင်မလင်နောက်ကျူတိုင်းစိတ်မအေးမချမ်းပူလောင်တိုင်းဗုဒ္ဓနုတ္တတိမေတ္တာဆိုတဲ့အမောပြေကြံရီကိုတောက်သွားမယ်ဆိုရင်နိဗ္ဗာန်ဆိုတဲ့ခရီးဆုံးပန်းနိုင်ကိုမပင်မပန်းချမ်းသာသာနဲ့ဆက်ရောက်သွားနိုင်ပါတယ်ဗုဒ္ဓနုတ္တတိနဲ့မေတ္တာဟာဝိပဿနာယောဂီရဲ့အမောပြေစေအာဖြစ်စေပါပဲအပန်းဖြေစေအတက်စေပါပဲစိတ်ကြည်စေစိတ်ရှင်းစေလို့လည်းဆိုနိုင်ပါတယ်ဗုဒ္ဓနုတ္တတိနဲ့မေတ္တာပွားများတာဟာတမာတိကိုပွားများပါတမာတိရှိမှအမှန်တရားကိုသိမြင်နိုင်မယ်ဆိုတဲ့ဘုရားဟောဒေသနာနဲ့အညီတမာတိကိုအားဖြည့်ပေးခြင်းပါပဲဒါကြောင့်ဝိပဿနာအထုတ်နေရင်နဲ့စိတ်ပင်ပန်းလာတဲ့အခါစိတ်နောက်ကျလာတဲ့အခါစိတ်ပူလောင်လာတဲ့အခါမိမိအကြည်ညိုဆုံးဖြစ်တဲ့ဘုရားဂုဏ်တော်တစ်ခုခုဒါမှမဟုတ်တစ်ခုတည်းများတဲ့ဘုရားဂုဏ်တော်တွေကိုမိမိပွားတတ်တဲ့လိုအဓိပ္ပာယ်တိတိသဘောမိအောင်ပွားများကြရပါမယ်မေတ္တာဘာဝနာကိုလည်းမိမိနှစ်သက်ရာနည်းနဲ့မိမိပွားတတ်တဲ့လိုအာယုံမိမိပြတ်မှတ်ထီအောင်ပွားများကြရပါမယ်အတူကျုံမေတ္တာပွားနည်းကတော့တတဝအားလုံးချမ်းသာကြပါစေပါပဲတခါတရံဝိပဿနာတရားရှုမှတ်ရင်းနဲ့စိတ်တွေနောက်ကျနေတဲ့အခါစိတ်တွေမကြည်မလင်ဖြစ်နေတဲ့အခါမျိုးတွေကမိမိအာတန်နဲ့ဆိုဘုရားရှင်ရဲ့ဂုဏ်တော်တစ်ခုခုကိုပွားများပြီးတော့နေမယ်ဆိုရင်ဒါမှမဟုတ်မေတ္တာဘာဝနာပွားများပြီးတော့နေမယ်ဆိုရင်စိတ်ကလေးကြည်လင်သွားပါမယ်စိတ်ကလေးကြည်လင်သွားတဲ့အချိန်မှာဝိပဿနာကိုဆက်ပြီးရှုမှတ်သွားမယ်ဆိုရင်ပိုပြီးအကျိုးကျေးဇူးကြီးမားပါတယ်တိတ်ဆိတ်ငြိမ်သက်ရင်တော့ပါပဲဝနံတော်တော၌ဝါစိတ်ငြိမ်သောနေရာ၌ရမိတော်တိယငွေတော်ရာဤတယောက်ထဲနေတစိမ့်တဲ့ထားပြီးတော့ဘယ်မှာနေရမလဲဆိုရင်မြတ်စွာဘုရားရှင်ကတောမှာနေပါတဲ့တနည်းအားဖြင့်ပြောရင်စိတ်ငြိမ်ရမှာနေပါတဲ့တောမှာနေပါဆိုတာကတော့အကောင်းဆုံးအမြင့်ဆုံးအထွတ်ထိပ်အကြဆုံးအနေနဲ့ပြောတာပါတောမှာနေဖို့အထိမစွမ်းနိုင်တဲ့သူတောမှာနေဖို့အခြေအနေမပေးတဲ့သူကတော့စိတ်ငြိမ်ရမှာနေရင်လောက်တော့ပါတယ်တောရဲ့အထိသွားနေနိုင်ရင်တော့အကောင်းဆုံးပါပဲတောဖြစ်ဖြစ်မြို့ပဲဖြစ်ဖြစ်စိတ်ငြိမ်မှုတိတ်ဆိတ်ငြိမ်သက်မှုရှိဖို့ကအထူးကပဲဘာလို့လဲဆိုတော့နေရာတစ်ခုကိုရွေးချယ်သတ်မှတ်တာတရားအလုပ်အထောက်ဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်တစ်ခုတည်းကြောင့်ဖြစ်နေလို့ပဲ
တောမှာပဲနေတယ်တောရစောက်တည်တယ်ဆိုတဲ့ဂုံမုတ်ကိုလိုချင်လို့တောထွက်တာမဟုတ်ဘူးတောမှာနေရင်လူသူ၄ပါးကင်းစိတ်တဲ့အတွက်စိတ်ငြိမ်မှုအပြည့်အဝရမယ်တရားအလုပ်ချိန်ပိုရမယ်တရားကိုအားထုတ်ဖြစ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တောထွက်ကြရတာပဲစိတ်ငြိမ်မှုအင်အားကိုအပြည့်အဝယူပြီးအချိန်များများတရားအားထုတ်ခြင်းလို့တောထဲနေကြရတာပါနေရအဖြစ်တော့တောဖြစ်ပါရဲ့ပိသက်တယုံယုံဧည့်သည်တအုံအုံနဲ့အချမ်းရံအပေါင်းဖော်တွေနဲ့အများကြီးထားပြီးနေရင်တော့တောထဲနေခြင်းရဲ့အတိတ်ပါအနှစ်သာရဘာမှရှိမှာမဟုတ်တော့ပါဘူးတောမှာနေပြီးစိတ်ငြိမ်မှုမရှိရင်အလကားပါပဲမြို့မှာနေပေမဲ့စိတ်ငြိမ်မှုရှိရင်အကျိုးပြီးပါတယ်ဒါပေမဲ့အများအားဖြင့်တောကမြို့တဲ့ပို့ပြီးလူသူ၄ပါးကင်းစိတ်တဲ့အတွက်စိတ်ငြိမ်မှုပိုရတတ်ပါတယ်တော့ပဲဖြစ်ဖြစ်မြို့ပဲဖြစ်ဖြစ်စိတ်ငြိမ်မှုတိတ်ဆိတ်ငြိမ်သက်မှုရှိတဲ့နေရာကိုတောလို့သတ်မှတ်နိုင်ပါတယ်တရားအားထုတ်မှုအတွက်လိုချင်တဲ့အကူအညီကတောဆိုတဲ့သတ်မှတ်ချက်မျိုးဆိုတဲ့သတ်မှတ်ချက်မဟုတ်ပါဘူးစိတ်ငြိမ်မှုဆိုတဲ့အနှစ်သာရပါအတွင်တရံနဲ့အနှစ်သာရမှာအတွင်တရံထက်အနှစ်သာရကိုပိုပြီးအဓိကထားရပါမယ်အနှစ်သာရရှိတာချင်းတူတူဆိုရင်တော့အတွင်တရံကောင်းတာကိုပိုပြီးဦးစားပေးရပါမယ်စိတ်ငြိမ်မှုရှိတာချင်းတူတူတောထဲတောင်ထဲမှာနေနိုင်ရင်တော့အကောင်းဆုံးပါပဲကိုရေးကိုယ်တာလုပ်ငန်းအတွက်တောဟာအကောင်းဆုံးပါပဲလူသူအယောက်ပေါက်နေတဲ့အတွက်ကိုယ့်အလုပ်ကိုအချိန်ပြီးလုပ်ခွင့်ရနိုင်ပါတယ်ဘုရားရှင်တိုင်းဟာမိမိဘုရားဖြစ်ဖို့အတွက်အရင်ဆုံးတောထွက်ပြီးအားထုတ်တော်မူကြပါတယ်ဖျားဖြစ်ပြီးနောက်မှသာတတော်ဝဝင်နေရတွေကိုကဲချုပ်ဖို့အတွက်လိုအပ်တယ်လို့မြို့ရွာကိုချင်းကပ်တော်မူကြတာပါမြတ်စွာဘုရားရှင်ကတိတ်ဆိတ်ငြိမ်သက်မှုကိုအထူးတန်ဖိုးထားတော်မူပါတယ်။ဆုံညံတဲ့နေရာမှာလည်းတရားနဲ့နေလို့ရတာမှန်ပေမဲ့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာတရားနဲ့နေရတာလောက်ဘယ်အေးချမ်းမှုရှိပါမလဲ။တောဆိုတာသမထအတွက်လားတချို့ကဝိပဿနာအထုတ်ဖို့အတွက်တောထဲသွားနေစရာမလိုဘူးတောဆိုတာသမထသမားတွေအတွက်မြတ်စွာဘုရားကဟောထားတာလို့ပြောကြပါတယ်ဒီပြောကြချက်အရာတောရစောက်တည်တဲ့ပုံကိုယ်တွေကိုနှိမ်ချစော်ကားလိုက်တာပါပဲတောမှာနေခြင်းရဲ့ဂုဏ်ကျေးဇူးတွေကိုအမျိုးမျိုးပုံပုံထုတ်ပေါ်ဟောပြပြီးတောကိုချီးမွမ်းတော်မူခဲ့တဲ့မြတ်စွာဘုရားရှင်ဟာသမထတစ်ခုတည်းကိုကြည်ပြီးချီးမွမ်းခဲ့တာမဟုတ်ပါဘူးမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်းလည်းတောထွက်တော်မူခဲ့ပါတယ်သမထအတွက်တောထွက်ခဲ့တာမဟုတ်ပါဘူးဝိပဿနာအတွက်တောထွက်ခဲ့တာပါဝိပဿနာတောင်းမှရိုးရိုးဝိပဿနာမဟုတ်ပါဘူးတပ်ပိညုတဉာဏ်တော်ကြီးအထွတ်တင်ထားတဲ့အရတ္တဘုအထိဆက်ရောက်စေနိုင်တဲ့ဥပဒနာပါတောဟာသမထအတွက်လို့ပြောလိုက်တာမြတ်စွာဘုရားကိုဆွဆွဲပုတ်ခတ်ရရောက်ပါတယ်တောထွက်မှာဝိပဿနာအထုတ်လို့ရတာမဟုတ်ပါဘူးမြို့မှာနေရင်လည်းဝိပဿနာအထုတ်လို့ရတယ်လို့ရိုးရိုးလေးပြောလိုက်ရင်ပြီးတာပါပဲမှန်လဲမှန်ပါတယ်အပြစ်လည်းကင်းတယ်သမထသမားတွေသာတောထွက်ဖို့လိုတာလို့ပြောလိုက်တော့တောထွက်တဲ့ပုဂ္ဂိုလ်တရားဝိပဿနာဉာဏ်ကိုမလိုချင်ပဲသမထဇံကိုသာလိုချင်တဲ့ပုဂ္ဂိုလ်ကြီးဆိုတဲ့သဘောတက်ရောက်သွားပါတယ်ကိုတောမထွက်နိုင်ရင်မထွက်နိုင်တဲ့အတိုင်းငြိမ်ငြိမ်လေးနေလိုက်ရင်ပြီးပါတယ်တောထွက်နိုင်လို့ထွက်တဲ့ပုဂ္ဂိုလ်ကိုတော့စောင့်ချိတ်ကဲရတဲ့စကားမပြောဆိုသင့်ပါဘူးဘုရားရှင်လက်ထက်ကယဟန်တော်တွေတောထဲသွားရအထုတ်တာသမထအတွက်မဟုတ်ဘူးဝိပဿနာအတွက်ပါမတ်ဖို့နိဗ္ဗာန်အတွက်ပါတောထွက်အထုတ်မှတရားရမှာလားတချို့ကလည်းနှုတ်ရွာထဲတောကောင်ဝင်လာရင်နှုတ်ရွာပျက်စီးတတ်တယ်တောကောင်ဆိုတာဝိပဿနာကိုပြောတာဝိပဿနာဆိုတာမြို့ရွာကိုစွန့်ခွာပြီးတောထဲတောင်ထဲမှာသာကျင့်ကြံရတယ်ကိုချိန်မှာဝိပဿနာတောကောင်တွေမြို့လေကောင်ရောက်ကုန်ပြီးတာနာဓိဟူသောမြို့ရွာကြီးပျက်စီးတော့မှအေကံပဲလို့ပြောကြတယ်ဒီစကားကိုပြောတဲ့သူကဘယ်လိုရည်ရွယ်ချက်ဘယ်လိုစိတ်သဘောမျိုးနဲ့ပြောမှန်းမသိရဘူးအားပေးမဲ့မြတ်စွာဘုရားရှင်ဖော်ထုတ်ခဲ့တဲ့ဥပဒနာတရားရဲ့အစွမ်းတတ္တိဝိပဿနာကိုရင်ကိုသေးသိမ်မိမ့်မိန်အောင်လုပ်လိုက်ရတာရောက်ပါတယ်ဥပဒနာတရားဟာတောထဲတောင်ထဲမှာသာကျင့်ကြံထိုက်တဲ့ကျင့်ကြံလို့ရတဲ့တရားမဟုတ်ဘူးနိုးတဲ့ရွာထဲမှာလည်းကျင့်ကြံထိုက်တဲ့ကျင့်ကြံလို့ရတဲ့တရားပါဝိပဿနာဆိုတာအဓိကအဖြစ်မိမိရဲ့အစ္စဒယုံ nant ခန္ဓာကိုရှုရတာပါယုံ nant ခန္ဓာတောထဲတောင်ထဲမှာသာရှိတာမဟုတ်ဘူးမျိုးတဲ့ရွာထဲမှာလည်းရှိပါတယ်ယုံ nant ခန္ဓာရှိတဲ့နေရာတိုင်းယုံ nant ခန္ဓာရောက်တဲ့နေရာတိုင်းဟာဝိပဿနာရှုရမယ်နေရာပါပဲတချို့ကလည်းဒီဘဝမှာပဲနိဗ္ဗာန်ရောက်ချင်ရင်တောထွက်ပြီးအာထုတ်ပါပါရမီကုသိုလ်ကံဖြစ်ုံလဲဆိုရင်မျိုးတဲ့ရွာတဲ့အိမ်မှာနေရင်အာထုတ်လို့ဆိုကြပြန်ပါသေးတယ်တောထွက်ပြီးအာထုံမှာဒီဘဝမှာတရားထုရပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာမဟုတ်ပါဘူးမျိုးတဲ့ရွာတဲ့အိမ်မှာနေရင်အာထုရင်လေဒီဘဝမှာတရားထုရပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါတယ်မြတ်စွာဘုရားရှင်လက်ထက်တုန်းကတာဝတိမြို့မှာလူဦးရေတန်း80ရှိပါတယ်အဲ့ဒီထဲမှာတန်း90ကအရိယာပုဂ္ဂိုလ်ကြီးဖြစ်ကြပါတယ်သူ
သူတို့တွေကတောထွက်ပြီးအထုတ်လို့တရားထုတ်ရပြီးအရိယာဖြစ်ကြတာမဟုတ်ဘူးအိမ်မာနေရင်းနဲ့ပဲသွားရင်လာရင်လုံးရင်ကန်ရင်ချက်ရင်ပြုံးရင်စားရင်တောင်းရင်ဝိပဿနာရှုပွားကြလို့တရားထုတ်ရပြီးအရိယာဖြစ်ကြတာပါထေရိကာဆိုတဲ့အင်ရှင်မလေးတယောက်ဆိုမိဖို့ကြောင့်တဲမှာဟင်းချက်ရင်းနဲ့ဝိပဿနာရှုပွားလိုက်တာဟင်းအိုးမွေအင်းနေရင်းနဲ့ပဲအနာဂံအရိယာဖြစ်သွားပါတယ်မြတ်စွာဘုရားရှင်ရဲ့တတိပဋ္ဌာန်ဝိပဿနာတရားဟာဘယ်နေရာမှာမဆိုအထုတ်လို့ရတယ်အထုတ်တလောက်လည်းခရီးပေါက်အကျိုးရနိုင်တဲ့တရားဖြစ်ပါတယ်ဥစဉ်ရဲ့ဆန္ဒကတော့တောထွက်ပြီးတရားအထုတ်တဲ့ပုံကိုယ်တွေကိုလည်းတောထဲသွားမှာမဟုတ်ပါဘူးလို့မပုတ်ခတ်စေခြင်းတလို့မျိုးတဲ့ရွာထဲမှာပဲတရားအထုတ်နေတဲ့ပုံကိုယ်တွေကိုလည်းပါရမီဖြည့်အောင်ပါပဲလို့မရှုံးချစေခြင်းပါဘူးတောမှာသွားပြီးအားထုတ်မှတရားရမယ်သူကတောထွက်ကိုထွက်ရပါမယ်မေတ္တာတော်သမိုင်းကြောင်းကိုကြည်ပါတောမှာအားထုတ်မှတရားရမယ်ယဟန်900ကိုမြတ်စွာဘုရားရှင်ကတောကိုပဲပြန်တော့ပါတယ်မြို့ရွာမှာအားထုတ်မှတရားရနိုင်တဲ့သူကမြို့ရွာမှာပဲအားထုတ်နိုင်ပါတယ်မြတ်စွာဘုရားရှင်ကမြို့မှာဆံရတဲ့သူတဲ့တောမှာအိတ်နေတဲ့သူကိုပိုးပြီးချီးမွမ်းပါတယ်မြို့မှာအချိန်မရွေးဇန်လျှောနိုင်တယ်လို့တောမှာအချိန်မရွေးတရားရနိုင်လို့ပါမရွေးလေးပါလက်ကင်ထားပါမြတ်စွာဘုရားရှင်ရဲ့ဝိပဿနာလမ်းစဉ်ဟာတတိပြဋ္ဌာန်းပြီးတတိဥဆောင်ပြီးလုပ်ရတဲ့အလုပ်ဖြစ်လို့တတိပဋ္ဌာန်ကျင့်စဉ်လို့လည်းခေါ်ပါတယ်တတိပဋ္ဌာန်တရားဟာအလုံးမရွေးနေရာမရွေးအရိယာပုံမရွေးအချိန်မရွေးကျင့်ဉာဏ်အားထုတ်လို့ရပါတယ်ဝိပဿနာရှုရမယ်တရားရှုပုံရှုနည်းနဲ့ရှုရမယ်အချိန်နေရာတွေကိုအတိုးဆုံးနဲ့အပြည့်စုံဆုံးဖော်ပြနိုင်အောင်အခုလိုစောင့်ပုံနှစ်ခုစီထားပါတယ်ဖြစ်ခိုက်ယုံနဲ့ဖြစ်တိုင်းဟန်ဧကံမှတ်တိမှုအလုံးနေရာအရိယာချိန်ခါမရွေးရှုဖြစ်ခိုက်ယုံနဲ့ဆိုတဲ့စကားနဲ့ဥပဒနာရှုရမယ်တရားကိုဖော်ပြပါတယ်ယုတ်တရားနန္တရားကိုအမူအရာနဲ့စိတ်အမူအရာကိုဥပဒနာရှုကြရပါမယ်ရုပ်ထင်ရှားရင်ရုပ်နာမ်ထင်ရှားရင်နာမ်အထင်ရှားဆုံးတစ်ခုကိုရှုကြရပါမယ်ရုပ်သက်ပဲရှုမယ်လို့နှလုံးသွင်းပြီးရုပ်ကိုကြီးမရှုရပါဘူးနာမ်သက်ပဲရှုမယ်လို့နှလုံးသွင်းပြီးနှံကိုကြီးမရှုရပါဘူးဘာလို့လဲဆိုတော့ရုပ်သက်ရှုရုံနာမ်သက်ရှိုံနဲ့တရားမရနိုင်မကြနိုင်လို့ပါပဲဒါပေမဲ့ရုပ်နှစ်ခုသုံးခုနာမ်နှစ်ခုသုံးခုစတဲ့တို့ကိုတပြိုင်နဲ့တပေါင်းတည်းရှုဖို့တော့မလိုပါဘူးထင်ရှားတဲ့ယုံ nant တစ်ခုကိုရှုမှတ်ပြီးသိရင်တပြိုင်နဲ့ဖြစ်တဲ့ယုံ nant တွေကိုရှုခြင်းကိစ္စသိခြင်းကိစ္စလည်းအလိုလိုပြီးစီးသွားပါတယ်ရှုတဲ့ယုံ nant ကလည်းဖြစ်ပြီးခဲ့တဲ့တိတ်ယုံ nant မဖြစ်သေးတဲ့အနာဂတ်ယုံ nant မဟုတ်ရပါဘူးဖြစ်ခိုက်ယုံ nant ဆိုတဲ့အတိုင်းလောလောဆယ်ဖြစ်နေတဲ့ပစ္စုပန်ယုံ nant ကိုသာရှုရပါမယ်အတိတ်ယုံ nant ကလည်းဖြစ်ပြီးသွားလို့မရှိတော့ပါဘူးအနာဂတ်ယုံ nant ကလည်းမဖြစ်သေးလို့မရှိသေးပါဘူးမရှိတဲ့ယုံ nant ကိုရှုနေလို့ဥပဒနာဉာဏ်အစစ်မဖြစ်နိုင်ပါဘူးဘူတံဘူတတော်ပတ္တိဆိုတဲ့အတိုင်းလောလောဆယ်ထင်ရှားရှိနေတဲ့ဖြစ်ခိုက်ယုံ nant ပစ္စုပန်ယုံ nant ကိုရှုမှသာဥပဒနာဉာဏ်အစစ်ဖြစ်နိုင်ပါတယ်ဖြစ်တိုင်းဟန်ဆိုတဲ့စကားနဲ့ဝိပဿနာရှုပုံရှုနည်းကိုဖော်ပြပါတယ်ဝိပဿနာရှုတယ်ဆိုတာပါဠိစကားလုံးတွေဝိဓမ္မာစကားလုံးတွေစိတ်စေတသိက်တရုပ်တွေရုပ်တရုပ်တွေကိုအထူးတွေကြက်မှတ်ပြီးအဲ့အတိုင်းလိုက်ရှုမှာမဟုတ်ဘူးအဲ့ဒီလိုကြက်မှတ်ပြီးရှုနေရင်တုတ္တမယဉာဏ်တစင်ကြအတိစိန်တာမယဉာဏ်ကြံတွေးအတိပဲဖြစ်နိုင်ပါတယ်ဘာဝနာမယဉာဏ်ကိုယ်တွေးအတိမျက်မှောက်အတိမဖြစ်နိုင်ပါဘူးလောလောဆယ်ဖြစ်နေတဲ့ကိုယ်မူရာရုပ်စိတ်အမူအရာနာမ်ကိုဖြစ်နေတဲ့အတိုင်းလေးရိုးရိုးရှင်းရှင်းရှုမှတ်ရပါမယ်ဥပမာကိုမူရာရုပ်အနေနဲ့သွားရင်သွားတယ်ရက်ရင်ရက်တယ်ထိုင်ရင်ထိုင်တယ်လျောင်းရင်လျောင်းတယ်ကိုွေးရင်ကိုွေးတယ်ဆန့်ရင်ဆန့်တယ်လို့ရှုမှတ်ရပါမယ်ကိစ္ဆံတော်ဝါကိစ္ဆာမေတိပဇာနာတိစသည်အဖြစ်မြတ်စွာဘုရားဓာတ်ရိုက်ဟောကြားထားတဲ့ရှုမှတ်နည်းပါပဲစိတ်အမူအရာနဲ့အနေနဲ့လိုချင်ရင်လိုချင်တယ်တမက်ရင်တမက်တယ်စိတ်ဆိုးရင်စိတ်ဆိုးတယ်တွေးရင်တွေးတယ်ပြင်းရင်ပြင်းတယ်လို့ရှုမှတ်ရမယ်တရာဂံဝါစိတ်တံတရာဂံစိတ်တံနိတိပဇာနာတိစသည်အဖြစ်မြတ်စွာဘုရားဓာတ်ရိုက်ဟောကြားထားတဲ့ရှုမှတ်နည်းပါပဲနေ့စဉ်သုံးဆွဲနေကြအမြဲခေါ်ခေါ်နေကြစကလုံးအတိုင်းရှုမှတ်ရပါမယ်ဆောင်းဖို့ထဲမှာပါတဲ့အလုတ်ဆိုတဲ့အလုံးမရွေရှုမှတ်ရမယ်လို့ဆိုလိုပါတယ်တတိပဋ္ဌာန်ဝိပဿနာတရားအလုံးမရွေရှုမှတ်လို့ရတဲ့တရားပါ
ဘယ်အလုံးလုံးနေရလို့ဝိပဿနာမရှိနိုင်ဘူးဆိုတာမရှိစေရပါဘူးချက်ပြုတ်တဲ့စားတောက်တဲ့အလုပ်ဖော်ရွှတ်တဲ့ဝစ်စင်တဲ့အလုပ်ပြောဆိုတဲ့နားထောင်တဲ့အလုပ်ဈေးရောက်တဲ့ကားမောင်းတဲ့အလုပ်ကင်တွယ်တဲ့ထုနဲ့တဲ့အလုပ်ဘာအလုပ်ပဲလုပ်လို့တတိထည့်ပြီးလုပ်ရင်ဝိပဿနာဖြစ်ပါတယ်တတိခဲ့ပုံကလည်းမခက်ပါဘူးဖြစ်တိုင်းဟန်ဆိုတဲ့အတိုင်းကိုလုံနေတဲ့အလုပ်ကိုလုံနေတဲ့အတိုင်းလေးမှတ်လိုက်သိလိုက်ဖို့ပါပဲဥမာထမင်းလုံးဝါရင်ဝါတယ်ရေတောက်ရင်တောက်တယ်လုံကြီးပြင်ဝင့်ရင်ဝတ်တယ်စသည်အပြင်ပေါ့နေရာဆိုတာကနေရာမရွေ့ရှုမှတ်ရမယ်လို့ဆိုလိုပါတယ်တတိပဒံဥမ္မနာတရားဟာနေရာမရွေ့ရှုမှတ်လို့ရတဲ့တရားပါဘယ်နေရာရောက်နေလို့ဝိပဿနာမရှိနိုင်ဘူးဆိုတာမရှိစေရပါဘူးမစကားပေါ်မှာလမ်းမေးပလက်ဖောင်းပေါ်မှာရုံကန်ထဲမှာဇီးထဲမှာအခမ်းပေါ်အိတ်သက်ထဲမှာဘယ်နေရာပဲဖြစ်ဖြစ်တတိထက်တင်ရင်ဝိပဿနာဖြစ်ပါတယ်ဝိပဿနာတရားဆိုတာဖျားကန်းလို့တင့်တယ်တဲ့နေရာမျိုးမှာမှရှုမှတ်လို့ရတာမဟုတ်ဘူးအိမ်သားလို့မတင့်တယ်တဲ့ညစ်ပတ်နန်းဆိုတဲ့နေရာမျိုးမှာလည်းရှုမှတ်လို့ရပါတယ်မြတ်စွာဘုရားကိုတော်တိုင်ဥစ္စာယပတဝကံမေတမ္ပဇာနာကာယဟောတိကျင်ကြီးကျင်ငယ်စွန့်ရင်လည်းတတိပညာနဲ့စွန့်ပါလို့တိုက်ရိုက်ဟောတော်မူပြီးသားပါအိမ်သာတက်ရင်အိမ်သာတက်ရင်ကုသိုလ်ရပါတယ်စွန့်ခြင်းရင်စွန့်ခြင်းနဲ့စွန့်ရင်စွန့်တယ်နာရင်နန်းတယ်ဘိုင်းနာရင်နာတယ်လို့မှတ်သိနေုံပါပဲလွယ်တလောက်ခီးရောက်တာတတိပဋ္ဌာန်မှာယူတတ်ရင်ကုသိုလ်ကနေရာတိုင်းမှာရနိုင်ပါတယ်အိမ်သာတက်ရင်နဲ့တောင်ဥပဒနာကုသိုလ်ရယူနိုင်တယ်ဆိုမှတော့တခြားနေရာဆိုမပြောပါနဲ့တော့အရိယာဆိုတာအရိယာပုံမရွေရှုမှတ်ရမယ်လို့ဆိုလိုပါတယ်တတိပဋ္ဌာန်ဥပဒနာတရားဟာအရိယာပုံမရွေရှုမှတ်လို့ရတဲ့တရားပါဘယ်အရိယာပုံဖြစ်နေလို့ဥပဒနာမရှိနိုင်ဘူးဆိုတာမရှိစေရပါဘူးသွားခြင်းရက်ခြင်းထိုင်ခြင်းလောင်းခြင်းလို့အရိယာပုံ၄ပါးရှိရဆိုတော့သွားရင်သွားတယ်ရက်ရင်ရက်တယ်ထိုင်ရင်ထိုင်တယ်လောင်းရင်လောင်းတယ်လို့ရှုမှတ်နေုံပါပဲလွယ်လိုက်တာမပြောပါနဲ့တော့ခွန့်ပေးတဲ့ထမင်းလို့ဝါရတာတော့တောင်းမှမခက်ပါဘူးချိန်ခါမရွေးရှုဆိုတာကလည်းရှင်းပါတယ်အချိန်မရွေးရှုမှတ်ရမယ်လို့ဆိုလိုပါတယ်တတိပဋ္ဌာန်ဥပဒနာတရားဟာအချိန်မရွေးရှုမှတ်လို့ရတဲ့တရားပါဘယ်အချိန်ဖြစ်နေလို့ဥပဒနာမရှိနိုင်ဘူးဆိုတာမရှိစရာဘူးမိန်နဲ့အိယာနိုးတဲ့အချိန်ကစပြီးညအိယာဝင်အိပ်တော်သွားတဲ့အချိန်ထိအချိန်တိုင်းမှာတတိကထာဥပဒနာဖြစ်ပါတယ်အိယာနိုးတဲ့အချိန်မှာနိုးတယ်လို့ရှုမှတ်ပြီးတနေ့တာအချိန်ကိုစတင်လိုက်ပါအဲ့ဒီနောက်တနေ့တာလုံးမြင်တဲ့အချိန်မှာမြင်တယ်ကြားတဲ့အချိန်မှာကြားတယ်နမ်းတဲ့အချိန်မှာနမ်းတယ်မှုတဲ့အချိန်မှာမှုတယ်စားတဲ့အချိန်မှာစားတယ်ထိတဲ့အချိန်မှာထိတယ်သိတဲ့အချိန်မှာသိတယ်လို့ရှုမှတ်ပြီးတနေ့တာအချိန်တွေကိုဖြတ်တန်းလို့မြောက်ပါညအိယာဝင်တဲ့အချိန်ကြတော့အိတ်တယ်လို့ရှုမှတ်ရင်တနေ့တာအချိန်ကိုအဆုံးသတ်လိုက်ပါအဲ့ဒီလိုအားဖြင့်အလုံးမရွေနေရာမရွေအရိယာပုံမရွေအချိန်မရွေတတိပဋ္ဌာန်ဥပဒနာတရားကိုရနိုင်သမျှစွမ်းနိုင်သမျှပွားများအားထုတ်သွားကြမယ်ဆိုရင်မိမိတို့ဟာတစိမ့်တဲ့ထားတဲ့သူတွေဖြစ်လာကြမှာပါတစိမ့်တဲ့ထားနိုင်ပြီဆိုရင်တယောက်တည်းနေတဲ့သူလည်းအလိုလိုဖြစ်သွားတော့တာပဲဘာလို့လဲဆိုတော့မြတ်စွာဘုရားရှင်ကအတိတ်ပြစ္ဆုတ်ပံအနာဂတ်ကာလသုံးပါးမှာဖြစ်တဲ့ရုပ်နာမ်နှစ်ပါးခန္ဓာ၅ပါးရဲ့အပေါ်မှာတဏှာမာနဒိဋ္ဌိအစရှိတဲ့ကိလေသာတရားတွေနဲ့မဆွဲလန်းရင်တစိမ့်တဲ့ထားနိုင်ရင်တယောက်ထင်းနေတဲ့သူဧကဝိဟာရီပုဂ္ဂိုလ်ဖြစ်တယ်လို့ဟောကြားတော်မူထားပါတယ်တယောက်ထင်းနေတစိမ့်တဲ့ထားနိုင်တာနဲ့အမျှစိတ်ချမ်းသာခြင်းစိတ်ငြိမ်းချမ်းခြင်းကိုလည်းအတိုင်းမသိခံစားလာရမှာပါနောက်ဆုံးမှာမက်ဖို့နိဗ္ဗာန်ထိစိုက်ရောက်သွားမှာပါပဲတိကျသတ်မှတ်ချိန်မှာလည်းတရားအားထုတ်ပြီးတရားတခြားချိန်တွေမှာတရားလွှတ်ထားတဲ့သူကိုနေ့စဉ်အားထုတ်သူလို့ခေါ်ပါတယ်တိကျသတ်မှတ်ချိန်မှာရောသွားနေစဉ်ရက်နေစဉ်စားနေစဉ်တောက်နေစဉ်လူချင်းနေစဉ်တက်မှတ်နေစဉ်စိတ်တူနေစဉ်စိတ်ဆိုးနေစဉ်နေ့စဉ်တိုင်းမှာတရားအားထုတ်နေသူကိုတော့နေ့စဉ်အားထုတ်သူလို့ခေါ်ပါတယ်နေ့စဉ်အားထုတ်ရုံနဲ့တရားထုတ်ရဖို့မသေးကြပါဘူးနေ့စဉ်အားထုတ်မှတရားထုတ်ရဖို့သိကြပါတယ်ကိုယ်အမူအရာပဲဘာပဲပြုနေစဉ်စိတ်အမူအရာဘာပဲဖြစ်နေစဉ်နေစဉ်တိုင်းမှာတရားအတိအမြဲရှိပါစေအပ္ပမဒိဋ္ဌသမ္မာဒိဋ္ဌတယောက်တည်းနေတစိမ့်တဲ့ထားဆိုတဲ့တရားကိုနာကြားကြရတဲ့တရားနာပရိသတ်များတယောက်တည်းလည်းနေနိုင်ကြပါစေတစိမ့်တည်းလည်းထားနိုင်ကြပါစေ
တယောက်တည်းနေနိုင်ကြတစိမ့်တည်းထားနိုင်ကြတဲ့အတိုင်းလည်းပဲဝိပဿနာဉာဏ်တွေအစဉ်စဉ်တက်မဲ့ဉာဏ်ဘုံဉာဏ်တွေအစဉ်စဉ်တက်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုဒီဘဝဒီခန္ဓာနောက်ဆုံးအဖြစ်နဲ့မျက်မှောက်ပြုနိုင်ကြပါစေလို့ဆုတောင်းရင်ဦးဇင်းတို့ရဲ့တရားကိုဒီနေရာမှာပဲညီကုံချုပ်ပါတော့မယ်တရားနာပရိသတ်များအားလုံးလက်အိုးချထားကြပါအရေးကြီးဆုံးစကားတစ်ခုနဲ့တရားညီကုံချုပ်ပါတော့မယ်အပမဒေနတမ္မာဒေထအပမဒေနမပိမလျော့မပေါ့မဆပြင်းပြထက်တန်မှန်ကန်သောတတိတရားဖြင့်တမ္မာဒေထသီလသမာဓိပညာဟုဆိုအပ်သောတိက္ခာသုံးပါးတို့ကိုစီကိုငှပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်းတာဓုတာဓုတာဓုပါဗျာဖုံဖုံအရှင်စနာတိကရွှေပါရမီတော်ရည်တယောက်တည်းနေတစိမ့်တည်းထားဆိုတဲ့တရားစာအုပ်ကလေးကိုဖတ်လို့ပြီးသွားပါပြီရှင်ဒီစာအုပ်မှာပါတဲ့ပါဠိအတန်ထွက်တွေမှားရင်ခဲ့မယ်ဆိုရင်ကျမစာဖတ်သူကြီးအားနည်းချက်ဖြစ်ပါတယ်ရှင်အားလုံးကျမ်းမာဘေးကင်းကြပါစေကိုယ်စိတ်နှစ်ပါးကြည်လင်ချမ်းမြေ့ကြပါစေကျေးဇူးတင်ပါတယ်ရှင်ကျမအကြည့်ပါ